ပြပါမယ်နော်ထဲပြမယ်ထဲထည့်ဝင်ပါမယ်နော်ပတ်စုအတိထွက်တာတိကြလားပတ်စုကစားတာကိုကြိုက်တဲ့လူဆိုအတူတူကစားကြရမယ်နော်ပတ်စုကိုပေါင်းထားမယ်နော်အတိထွက်ထားတဲ့နေရာကိုပြအောင်ဒီထွက်ထားတဲ့နေရာကဒီနေရာလေးဒီနေရာတိထထားတာပေါ့နော်အဲ့ဒါဒီမှာဒီကလေးကလုံနေရတယ်နော်လုံနေရတယ်မဟိုရမပြီးသေးဘူးပေါ့နော်အဲ့နေရာမှာကကြတယ်အိမ်ကိုလာပြပါမယ်နော်အိမ်ကဒီမှာနော်အိုက်မင်းမလာပြီမတူနာဆာကဲဝင်ပါမယ်တမီးအိမ်ကကြတော့ဒီအပန်းနာလေးပေါ့နော်ကဲဒါကြတော့အိမ်ဘော်ကပေါ့နော်ဒါကိုဟာကိုလောက်ထားတာပေါ့နော်ဘယ်မှာလဲကျမအထက်မှာဒါကျမနော်ဒါကျမဖြစ်တယ်မလားကဲဒီနေရာမှာကကြတော့အလားစင်ထားတဲ့အဲ့တဲ့ပြရပါပေါ့နော်ဒါကအဲ့တဲ့ရနော်အဲ့တဲ့ဒါကကြောင်နေနေနေလေးပါနော်ဒါအဲ့ဒါနော်ဒါကကြတော့ထားတဲ့နေရာပေါ့နော်ဒီမှာ NG လေးဒီရဲ့အိုင်အနက်နေရာဒါကကြတော့CQ နော် Okay ဒီရင်ဒါကြတော့နောက်တစ်ခုပြန်နော်နောက်တစ်ခုပြန်ဒီ NG တွေစစ်စစ် NG တွေနော် free တော့ယူလို့ရတယ်ပေါ့နော်ဟိုနေရာမှာပေါ့နော်အစဖွင့်တဲ့နေရာမှာတိတ်တယ်မဟုတ်လားအဲ့ဒါနေရာမှာဒါလေးယူထားတယ်မဖြစ်ရသေးပါဘူးရှင်ဒါကြတော့ဆက်ဒါကြတော့ပီကောက်လေးပါရထားတယ်ဒါရေချိုးခမ်းဒါစကင်ကဲတွေပေါ့နော်စကင်ကဲလောက်ပါတယ်ဒါကြတော့လေအိတ်ထားတဲ့နေရာမှာဒီရင်အပေါ်လေးကကြတော့အပေါ်လေးကကြတော့အဲ့ဒါဒါလေးကိုထားတဲ့နေရာဒါကြတော့ခံလို့ရတယ်ပေါ့နော်ကိုခံထားမကလေးတဲ့နေရာလေးဟုတ်တာဟိုတာနေထဲမှာကြားရင်အဲ့ဒါကစတင်ကြတဲ့နေရာလေးကဖြစ်ပြီးရနော်ဒါရေပူလေးပါနေတယ်နော်ဒါတော့ပါမယ်ဒါကကြတော့အဲ့ဘွနေရာနော်အဲ့တဲ့နေရာအဲ့ဒါ TV ဖိလို့ရတယ်ဒါကြတော့ free ရထားပါတယ်ထိုင်တဲ့နေရာဘာလည်းမသိဘူးနော်ဆက်ဆဲမှာရထားတာပေါ့နော်အဲ့ဒါဆိုရင်အဲ့မှာကပြပါမယ်နော်ဒီကအောင်မှာကဲဒါကကြတော့အောက်မှာရောက်လာပါပြီအောက်ထက်မှာရောက်လာပါပြီဒါလေးဒါအပေါ်မှာကလေသူကိုလောက်ခိုင်းနေပေါ့နော်အောက်မှာအခုကကြသူအကောင်လောက်ပေးထားပြီနော်ဟိုတော့ကကြတော့ကိုဟာကိုကြိုက်တယ်လို့လောက်အခုကတနေရဆိုသူကိုလောက်ပေးတယ်ပေါ့နော်ဒါလေးဒီမှာလာဒီမှာအိမ်လေးဒါသမင်းစားတဲ့နေရာအဲ့ကြိုတဲ့နေရာမှာနော်သူဟာသူလောက်ပေးထားတယ်ကိုဘာမလို့ရဘူးဒါကြတော့
ရောက်လာပါပြီနည်းနည်းရှောက်နေတဲ့စီထားတယ်ပေါ့နော်ဘယ်လိုပြောရမလဲအခုမှအတီးတွေဝယ်လာတယ်ပေါ့နော်အဲ့လိုနည်းနည်းရှောက်လို့ပါ sorry နော်နည်းနည်းရှောက်တဲ့ sorry ပါအဲ့ဟာဒီလောက်ပြထားတယ်ပေါ့နော်ဒီလိုလေးနော်အဲ့ဒါဆိုရင်ယူတိုးရဲ့အိမ်ကဘယ်လိုလဲဆိုတော့ပြောပြပါဦးနော်ယူတိုးရဲ့အိမ်ကဘယ်လိုလဲနော်ပတ်စုကိုကြိုက်တဲ့လူကကြတော့ကြိုက်မှာပါနော်မကြိုက်တဲ့လူကဗီဒီယိုကြော်တော့လို့ရတယ်နော်ပတ်စုကြိုက်တဲ့လူကကြည့်နေပါနော်ဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်ရနောက်မှတွေ့ကြမယ်နော်အားလုံးပဲကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်